တော့အင်းစိန်မြို့နယ်မှာရှိတဲ့ရန်ကုန် Great City Hotel ကျွန်တော်တို့ GMB5 Aircon လေးလာပြီးတော့စစ်ဆေးပေးတာပါအင်းစိန်မြို့နယ်က YGC Hotel ကျွန်တော်တို့ပေါ်ရောက်နေပါပြီ Aircon လာပြီးတော့စစ်တာဖြစ်ပါတယ်အဲ့ဒီ Aircon က GMB5 Indo 16လုံးအောက်လုံးတစ်လုံးကျွန်တော်တို့ဆင်းထားတာဖြစ်ပါတယ်အဲ့ဒါတက်လို့လာကြည့်တာဘာ error ဖြစ်မလဲစိုက်ကြည့်တယ်ပါကျွန်တော်တို့ဒီမှာတွေ့ရတာတော့ default error ဖြစ်ပါတယ်အောက်လုံးမှာပြဿနာမရှိပါဘူးတကယ်လို့ကျွန်တော်တို့က Indo 16လုံးစုံမှာ error တက်နေတယ်ဆိုလို့ရှိရင်အဲ့ဒါအောက်လုံးမှာပြဿနာဖြစ်နေတာပါကိုယ်စားအောက်လုံးကပြဿနာမဟုတ်ဘူး Indo မှာ error နှလုံးဖြစ်နေတဲ့အတွက်ကျွန်တော်တို့ Indo ကိုဆက်ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့ Indo ကိုစပြီးတော့စစ်ပါတော့မယ်ခင်ဗျာရိုက်တာပါလို့လုပ်ပါမယ် Okay ဦးဆုံးစပြီး aircon ကင်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ power ကြိုးတွေဦးဆုံးဖြတ်ရပါတယ် main ရှင်းကျွန်တော်ဘေးကချထားတာပို့ပြီးတော့ကောင်းပါတယ်စင်တာတွေရှိမယ်ကျွန်တော်တို့အားတွေဆက်ရမှာဖြစ်ပါတယ်ပန်လေးကိုစစ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ DC ဘိုးလာကျွန်တော်တို့ AC ဘိုးလာကြည့်ပြီးတော့ကျွန်တော်ဒီဒူးတန်တွေဘိုးကို AC ဆိုလို့ရှိရင်ကျွန်တော်ဓာတ်ရိုက်စစ်လို့ရပါတယ်ဒါကျွန်တော်တို့စစ်ပြီးသွားပြီဒီ drain ပန်လေးဒီနေသားဆို flow ပေါ်ပဲကောင်းပါတယ်ကျွန်တော်နောက်တစ်ခုအနေနဲ့ coin sensor ကိုကျွန်တော်တို့စစ်မှာဖြစ်ပါတယ်။နောက်တော့ကျွန်တော် coin sensor လေးကိုစစ်ပြမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီကောင် coin sensor ကဘာဘိုက်ကဒီဘာလို့ဆိုလဲ20K ရှိရမှာနော်။ပြ။အုံးနေကြုံနေတယ်။အဲဒါ coin sensor မကောင်း coin sensor လဲရမှာဖြစ်တယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီ full error လေးကိုကျွန်တော်ရှင်းပြသွားပါပြီ Gray GMB5 system ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်နေအေးဖေပါ20နဲ့မောင်းလာတာဖြစ်ပါတယ်20